အားလုံးပဲမင်္ဂလာပါအခုကတော့ဗီယက်နမ်မှာဆိုလို့ရှိရင်နာမည်ကြီးအစားအစာတစ်ခုဖြစ်တဲ့မီခွန်လာစားတာပါဒီဆိုင်လေးကအိမ်နဲ့ညီလို့အမြဲတမ်းလာစားဖြစ်တယ်ပေါ့နော် Come on ဒါကတော့ကျမတို့မှာထားတဲ့မီခွန်ပေါ့နော်သူကအမဲသားနဲ့ဟိုမှာညက်ခောက်ဆွဲနဲ့အဲ့ဒါဟိုဘာနဲ့စားရမလဲဆိုတော့ပြပါမယ်ဒီအရွက်ကလေငါးညီမြင့်နဲ့လေအနက်အရသာအတူတူပဲအဲ့ငါးညီမြင့်လိုက်ပဲဆိုအဲ့ဒါမစားနိုင်ဘူးအဲ့ဒီရွက်ကိုအဲ့တော့အဲ့ဒီရွက်မပေါအောင်တမင်ဖေးတမင်တခြားရွက် What for me Shaban I'm making video you အဲ့ဒါပြီးရင်တော့ဒီတော့ဒါငံပြားရည်နည်းနည်းထည့်မယ်ကိုကဒီရတာတိုင်းကြရင်လေကိုကြိုက်တဲ့ရတာတိုင်းစားပေါ့နော်ပြီးရင်မြေတိမောက်ထည့်မယ်ဆက်တိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့ဒါငရုတ်သီးအနှစ်အဲ့ငရုတ်သီးအနှစ်ပါထည့် Okay ပြီးတော့တံမြာသီးလေးတစ်စိမ့်ထည့်ဒီနားလေးကိုမှွေပြီးတော့ဒီစားလေးနှောင်မျိုးပေါ့နော်ဝါGood အမဲသားလေးကလည်းနူးညံ့နေရတော့ကောင်းတယ်ဒီကောက်တော့စားလို့ရှိရင်လေခုနကဟာလေမြို့သီးတွေအရန်ထည့်ပြီးအပြင်ကိုမြို့သီးတွေကိုကြိုက်စားရတာလေသူ့ရဲ့အရသာ For me food wow so good Shaban don't want food for me that's why I put myself Oh, I already want to eat. So delicious. Okay, and now I will eat with spicy. I wanna eat spicy. Spicy.ဒီကောက်ဆွဲရတယ်သူတို့ rice paper လို့ဟာမျိုးနဲ့လည်းစားရတယ်ပြီးရင်လေငါးရဲ့အူလေးအဲ့လိုဟာကိုချက်ပြီးတော့လဲဒီကောက်ဆွဲနဲ့တွဲစားတယ်ပြီးရင်အဲ့လိုမျိုးကြက်ဥနဲ့လည်းတွဲစားတယ်ဒါပေမဲ့ကိုရတော့ဒီတိုင်းစားရတာကိုကြိုက်တယ်ငါးဥကကျတော့ဒီဆိုင်မှာဆိုလို့ရှိရင်တော့မနက်ပိုင်းမရရဆိုညနေအခုချိန်လာလို့ရှိရင်မရှိဘူးဝါလိုက်တာပေါ်တော့ဒီတိုင်းမှစားရတာတိုက်တယ်ဒီတိုင်းစားရတာပို့ပြီးတော့အရသာရှိလို့ခံစားရတယ်ဟိုဆက်လေးနဲ့
သွားပါပြီဆုံးဖြတ်ကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်